လွန်ခဲ့တဲ့9ရက်လောက်တုန်းကကျွန်တော်စီကိုအရင်တုန်းကပေါ့နော်ယာနာပြဿနာနဲ့ပတ်သက်ပြီးမှစီကန်းလာပြဘူးတယ်အော်စကာလီရောက်လာခဲ့တယ်ပေါ့နော်သူရဲ့သခင်ကဘာတွေကိုပြောပြလဲဆိုရင်သူကညညဆိုလို့ရှိရင်ထထိုင်နေတာမျိုးတွေရှိတယ်ဒါကတည်းကတရေကြနေတာမျိုးလည်းရှိတယ်ရမရကအန်နဲ့အဖြူမြုပ်လေးတွေပါတာမျိုးတွေရှိတယ်ဆိုပြီးမှပြောပြတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုသူ့အနေနဲ့နေရတာတက်တောင့်တက်တာမဖြစ်ပဲနဲ့အရင်နှုံးနေတဲ့ပုံစံမျိုးပြတယ်အသက်ရှူရတာလည်းမဝါတဲ့ပုံစံမျိုးတွေဖြစ်နေတယ်ဆိုပြီးတော့မှကျွန်တော်စီကိုဒါပြန်ပြီးတော့မှ consultation ယူဖို့ဆက်သွယ်လာခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်အနေနဲ့ပေါ့နော်သူရဲ့လိုအပ်မဲ့ဥစ္စာလေးတွေကိုစစ်ဆေးမှုတွေပြုလုပ်ကြည့်တယ်ပြုလုပ်ကြည့်ပြီးတော့သူအရင်တုန်းကဘာတွေလုပ်ပေးခဲ့ဘူးလဲဘာတွေလုပ်ပေးထားလဲဆိုပြီးမှမေးမြန်းကြည့်တဲ့အခါမှာဆိုလို့ရှိရင်ဆရာတယောက်နဲ့တော့ပြထားတယ်ဒီစီဒီပေးထားတယ်ဆရာဘာလေးများထပ်လို့အောင်မလဲဆိုပြီးမှကျွန်တော်ဒီမှာအကြံဉာဏ်ထပ်တောင်းတယ်ပေါ့နော်အဲ့လိုထပ်တောင်းတော့ကျွန်တော်အနေနဲ့လိုအပ်တဲ့စီးပွားလေးတွေကိုထပ်ဖြည့်ပေးပြီးတော့မှကျွန်တော်တို့ဒါစီ3ရက်လောက်တိုက်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ပြန်ပြီးမှတက်တာလာခဲ့တယ်ပေါ့နော်လုံးဝတက်တာသွားပြီးမှနောက်ထပ်ဘာပြဿနာထပ်တွေ့ရတယ်လဲဆိုလို့ရှိရင်အော်စကာလေးရဆိုလို့ရှိရင်နေရတာကတက်တောင့်တက်တာမဖြစ်ဘဲနဲ့ကျွန်တော်တို့ဒါအသက်ရှူရတာမဝတဲ့ပုံစံမျိုးမျက်နှာကြီးမော့ပြီးတော့မှရှူနေတဲ့ပုံစံမျိုးပြုလုပ်နေတယ်ပြီးရင်တရေကြတာမျိုးတွေလည်းရှိနေသေးတယ်ဆိုပြီးတော့မှကျွန်တော်တို့ဒါပြန်ပြီးတော့မှဆွေးနွေးလာခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့သူ့ရဲ့တခင်ကလည်းဓာတ်မှန်ရိုက်ကြည့်ခြင်းလဲဆိုတော့ပြောရင်လည်းဒါဓာတ်မှန်ရိုက်ကြည့်လိုက်ဆိုပြီးမှဓာတ်မှန်ရိုက်ကြည့်ခိုင်းတဲ့အခါမှာဆိုလို့ရှိရင်ဒီနေ့ဓာတ်မှန်အဖြေလေးရလာတယ်ပေါ့နော်ဓာတ်မှန်အဖြေထဲမှာဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအစုံနဲ့ပတ်သက်ပြီးမှပြဿနာဖြစ်နေတာမျိုးကိုကျွန်တော်တို့တွေ့ရှိရတာမျိုးမရှိဘူးတွေးစစ်ထားတဲ့အဖြေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီယောဂနဲ့ပတ်သက်ပြီးမှဖြစ်ပွားနေတာမျိုးကိုလည်းသိမတွေ့ရဘဲနဲ့ကျွန်တော်တို့တွေးကြည့်ဦးဆဲနာမှာပဲကျွန်တော်တို့အနေချင်းပြောင်းလဲနေတာမျိုးကိုပဲကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဓာတ်မှန်ထဲမှာထင်ထင်ရှားရှားတွေ့ရတာကဘာလဲဆိုလို့ရှိရင်အစုပ်ရဲ့အောက်ဘက်ပိုင်းနာမှာအဝိုင်းလိုက်ကြီးရှိတဲ့အလုံးကြီးတစ်ခုကကျွန်တော်တို့ဒါအမမိန်မြင်နေရတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒီအရာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အစာအိမ်ထဲမှာကျွန်တော်တို့လေတွေအရန်ပြည့်ပြီးမှဖောင်းကားနေတဲ့ပုံစံမျိုးဖြစ်နေတယ်လို့ကျွန်တော်တို့ဒါအကြံပြင်းသုံးသပ်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီနေ့ဆွေးနွေးပြောပြပေးခြင်းတဲ့အကြောင်းအရာကဘာလဲဆိုလို့ရှိရင်ခွေးလေးတွေကြောင်လေးတွေမှာဖြစ်ပွားတတ်တဲ့ GD လို့ခေါ်တဲ့ဒီ gastric dilation ပေါ့နော်ကျွန်တော်တို့တကယ်တမ်းပြောမယ်ဆိုလို့ရှိရင်တော့မြန်မာလိုပြန်မယ်ဆိုရင်တော့လေပွားခြင်းလေကယ်ခြင်းလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒီရဲ့လေပွားခြင်းလေကယ်ခြင်းမှာဆိုလို့ရှိရင်အမျိုးအစားနှစ်ခုရှိတယ်ပေါ့နော်ပထမတစ်ခုကဘာလဲဆိုရင်ရိုးရိုးလေပွားတယ်လို့ကျွန်တော်တို့ဒါပြောလို့ရတယ်ရိုးရိုးလေပွားတယ်ဆိုလို့ရှိရင်အစာအိမ်ဒါမှမဟုတ်ရင်လူလန်းချောင်းတစ်ခုခုမှာကျွန်တော်တို့ gas တွေရှိနေတာမျိုးပေါ့နော်အထူးသဖြင့်အစာအိမ်ထဲမှာရှိနေတော့ကျွန်တော်တို့ဒါ gastric dilation လို့ကျွန်တော်တို့ဒါခေါ်လို့ရတယ်ပေါ့နော်ဒါရိုးရိုးလေပဲပွားတာပေါ့နော်နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ gastric dilation valvular ပေါ့နော်ဒီကောင်ကကြတော့ဘာလို့ဆိုလို့ကျင်တာလဲဆိုလို့ရှိရင်ပထမကတော့လေပဲဒါပေမဲ့အဲ့လေကနေပြီးမှဖိပြီးတော့မှကျွန်တော်တို့အစာအိမ်နဲ့ဥလန်းချောင်းတွေကိုအနောက်အရှက်တွေပေးပြီးတော့မှကျွန်တော်တို့ဥတွေတွန်းခောက်သွားတာအစာအိမ်တဲကိုဝင်တဲ့ပျော်နားမှာတွန်းခောက်သွားတာဒါမျိုးတွေဖြစ်ပေါ်လာတာမျိုးကိုကျွန်တော်တို့ gastric dilation valvular လို့ကျွန်တော်တို့ခေါ်တယ်ပေါ့နော်ဒီရဲ့ယောဂါဆိုလို့ရှိရင်ကျွန်တော်တို့ခွေးလေးတွေကြောင်လေးတွေမှာဒါတွေ့ရတာရှိတဲ့ယောဂါတစ်ခုဖြစ်တယ်ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့လေနာခြင်းလို့ကျွန်တော်တို့ဒါပြောလို့ရတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ခွေးလေးတွေမှာဆိုလို့ရှိရင်ဘယ်လိုမျိုးသောအကောင်တွေမှာအဖြစ်များတာမျိုးတွေ့ရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါအကောင်အကြီးမျိုးတွေ ancestral လို့ကောင်မျိုးတွေကျွန်တော်တို့ဒီစိတ်ဘားနက်လိုကောင်မျိုးတွေ great dane လိုကောင်မျိုးတွေဒီကောင်မျိုးတွေမှာကျွန်တော်တို့အများကြီးတွေ့ရတယ်ဆိုပြီးမှသုတေသနစာတမ်းတွေမှာဖော်ပြထားတာကိုတွေ့ရတယ်ပြီးရင်နောက်တစ်ခုကဘာလဲဆိုရင်နှာပြားတဲ့ခွေးလေးတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါပို့ပြီးမှတွေ့ရတာရှိတယ်ဆိုပြီးမှကျွန်တော်တို့သိထားရတယ်ပေါ့နော်အဲ့တော့ပေါ့နော်ဒီရဲ့ပြဿနာကဒါအသက်အန္တရာယ်ထိချင်းချောက်နိုင်တယ်လားဆိုလို့ရှိရင်ကျွန်တော်တို့တကယ်ရစိုးစိုးဝါးဝါဖြစ်လာခဲ့မယ်ဖြစ်တာကြာခဲ့ပြီဆိုလို့ရှိရင်တော့ဒါ silent killer တခုလိုမျိုးပဲကျွန်တော်တို့ခွေးလေးတွေကြောင်လေးတွေရဲ့အသက်အန္တရာယ်ကိုချင်းချောက်နိုင်တဲ့အထဲမှာပါတဲ့အမျိုးအစားတွေမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဆိုကြပါစို့ဥပမာဒီ simple dilation လို့ခေါ်တယ်ရိုးရိုးလေပွားခြင်းမျိုးဆိုလို့ရှိရင်ကျွန်တော်တို့လေစည်းတွေစနစ်တကျတေချာပေးလိုက်လို့ရှိရင်တက်တာသွားနိုင်ပေမဲ့လို့ကျွန်တော်တို့ GDV လို့ခေါ်တဲ့ gastric dilation valvular ဟာဆိုလို့ရှိရင်ကြတော့ဒါကျွန်တော်တို့ဒါဦးနယံကြီးကတွန်းခောက်လာတယ်ပျွန်တွေတွန်းခောက်နေတာမျိုးရှိတယ်ဆိုလို့ရှိရင်ကြာသွားလို့ရှိရင်သွေးမရတော့ဘူးသွေးမရောက်တော့ဘူးဆိုတော့အဲ့ဒါကြီးကပျက်စီးသွားပြီးပုတ်ပွားသွားပြီးတော့မှလေအိတ်ကြီးအထဲမှာရှိနေတဲ့လေတွေကအဲ့ဒါနဲ့တစ်ဆင့်ဘိုက်ထဲတွေကိုရောက်သွားပြီးမှကျွန်တော်တို့ရုပ်တရက်အသက်တွေဆုံးတာမျိုးတွေအထိလည်းရှိနိုင်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီလေပြေးလာတာဆိုလို့ရှိရင်နှလုံးကိုသွားပြီးမှပေါ့နော်ဒါpressure သွားပေးတယ်လို့ဖြစ်ပြီးမှအသက်ရှူရတာမျိုးတွေသွေးလက်ပတ်မှုပိုင်းတွေမှာကျွန်တော်တို့ဒါအများကြီးအနောက်ရှက်ပေးတယ်လို့အဆုပ်ကိုလည်းသွားပြီးမှဖိတဲ့အခါမျိုးဆိုလို့ရှိရင်ကျွန်တော်အသက်ရှူရတာခက်အသက်ရှူရတာမျိုးတွေကိုလည်းကျွန်တော်တို့ဒါသွားပြီးမှတွေ့ရတာမျိုးတွေရှိတတ်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုမျိုးသောအကောင့်တွေမှာအဖြစ်များလေးရှိတယ်လဲဆိုလို့ရှိရင်အဓိက
ဒီတစ်ချိန်တည်းပေါ့နော်ကျွန်တော်တို့အစာကိုတစ်ချိန်တည်းအများကြီးစားတဲ့အကောင်မျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါအရန်ကိုပြစ်လွယ်တဲ့အထဲမှာပါတယ်အစာစားတာမြန်တဲ့အကောင်မျိုးတွေရေတောက်တာအရန်မြန်တဲ့အကောင်မျိုးတွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဖြစ်ပွားနိုင်ခြင်းအများဆုံးဖြစ်တယ်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အစာစားပြီးခြင်းကိုစော့ကစားတာမျိုးတွေပြီးတော့ခုံပေါက်တာမျိုးတွေပြုလုပ်တဲ့အကောင်မျိုးတွေမှာဆိုလို့ရှိရင်လည်းဒီပြဿနာကိုကျွန်တော်တို့တွေ့ရနိုင်တယ်ပြီးရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါကာဗွန်ဟိုက်ဒရိတ်အကျွေးများတဲ့အကောင်မျိုးတွေမှာဆိုလို့ရှိရင်လည်းဒီပြဿနာမျိုးကိုကျွန်တော်ဖြစ်ပွားစေနိုင်တယ်ကာဗွန်ဟိုက်ဒရိတ်ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါထမင်းပေါ့နော်ကျွန်တော်တို့ဒီမြန်မာလိုခေါ်ဆိုရင်တော့ထမင်းဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ပါမုံနေဒီဟာတွေကိုအကျွေးများတဲ့ကောင်မျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့အဖြစ်များတာမျိုးကိုသွားပြီးမှတွေ့ရထားရှိတယ်ဆိုပြီးမှကျွန်တော်တို့သိထားရတယ်ပြီးရင်အသက်ကြီးတဲ့အကောင်တွေမှာကျွန်တော်တို့အဖြစ်များတာမျိုးတွေကိုလည်းသွားပြီးမှတွေ့ရလေးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပေါ့နော်ဒါကဘယ်လိုကုသရမလဲဆိုအကယ်၍ simple dilation ပဲဖြစ်တယ်ဆိုလို့ရှိရင် simple bloat ပဲဒီgastric dilation ရိုးရိုးတာမန်ပဲဖြစ်တယ်ဆိုလို့ရှိရင်လေဆေးပြီးလိုက်ရုံနဲ့ကျွန်တော်တို့ပြန်ပြီးမှတက်တာသွားတယ်လေထွက်သွားလို့ရှိရင်ပြန်တက်တာသွားနိုင်တဲ့အနေအထားမျိုးရှိတယ်အဲ့လိုမှမဟုတ်ဘူးဖြစ်တာကကြားတယ်ခဏခဏဖြစ်တဲ့အကောင်မျိုးတွေဆိုလို့ရှိရင်เนาะကျွန်တော်တို့ခွဲစိတ်ကုသမှုခံယူရတာမျိုးတွေအထိကျွန်တော်တို့ပြုလုပ်ဖို့အတွက်တော့ဒါလိုအပ်လိမ့်မယ်ပေါ့နော်